ကျွန်တော်ရောက်လာပြီဆိုတာနဲ့ညတိုင်းဆူဖြစ်တဲ့သချင်းလေးဘာသချင်းလေးဖြစ်မလဲမတိုင်းညနေရာချင်းလဲမလားကျွန်တော်တို့အဖွဲ့အောက်ဆင်းပေးမယ်လေဘယ်ချင်းကြီးသူတို့အဖွဲ့ပဲကျေးဇူးပါခင်ဗျာမင်းကျေးဇူးပါညာအောင်ဖတ်ဆိုပြမှာပေါ့မိုးလေးမဝင်လာဘာလို့အော်နေလဲမင်းကမိုးနေအဲ့ဒီညရကားမို့တို့ကမလီကားမှာဘောစစ်ချိန်နေတယ်ဒီမင်းသားလေးကိုဒီမှာချိန်တယ်အဲ့ဒါလည်းသိခံပေးပေါ်သားရဲ့တည်းဒီမှာကားမှာပြောသေးတယ်နော်ပြောသေးတယ်အတန်တိုးတယ်ကျန်ပါတော့မင်းသားဝယ်ချိန်နော်နော်ကျွန်တော်တို့မချိန်နဲ့ထိုးလည်းမထိုးနဲ့နော်ဘာတော့ဟိုလိုပဲပြောတော့ဟိုကချစ်ချင်းမီအဲ့လိုဖြစ်နေဟိုကဆိုင်မွေးအီလီနဲ့လဲနေကြောင်လိုက်ရမင်းသားမကြည့်ရသူဆိုရင်ကြည့်ပါလားမင်းသားအဆူကြများတော့ကိုယ့်ကိုဆူချထားတာတန်လန်းနဲ့အပြက်မှာတော့ဆေးစောဘလို့နဲ့နှလုံးသားနဲ့ပြစ်ပေါက်တယ်ဟာတိတိတော့ပါမကျွန်တော်ရဲ့ချစ်ဆုံးလေးအများကြီးတိုးတယ်တော့ဒီလောက်အများကြီးလားအများကြီးစမ်းလို့ချစ်တဲ့ပြိတ္တကဒါပဲလားဟာဒီလောက်ကြေပြောနေတော့တို့တစင်မနေပေးတဲ့ဒီလက်ချစ်စများကြီးတမားလေးဒီနေ့အရင်ကမင်းနောက်ချိန်မှာဒီမှာဒီဘဲမှာဘေးဘဲမှာအချက်မရှိမင်းသားလားသိဦးလေငါတို့ကမျက်လုံးချင်းစကားပြောတာမျက်လုံးချင်းတော့စကားပြောသူများနော်သူများဆိုအောင်မဘူးကြမလားရှက်တိုးတယ်ဒါပဲလားမျက်နှာငယ်လိုက်တာမျက်နှာငယ်လိုက်တာတခုလေပေါ်ပြမလားတိုက်တော့မှာဒီမှာလောဆောဒီဘက်ကရက်တောင်လာယူပါလောဆောလာပေါ်လာဟိုမှာခါလေးပြောနေလဲကွာစလေးယူတယ်နော်အမဆိုင်မို့ပြလိုက်တော့ကျွန်တော်30ရှိရသေးလားဟုတ်တယ်လေကိုမမေရတယ်အဲ့လိုပဲပြောပါညီမလေးမဟုတ်လူရှင်တို့ကပြောတယ်တကယ်စိုင်းရင်မို့ပြိတ္တကဒါအကုန်မဲလားမိုးစိုင်းရင်မို့ဆိုတိုးလေးရဲ့ငါអော်ပြလိုက်မယ်ကြည့်တာအာစိုင်းရင်ဘယ်လိုဆိုင်ချမလဲမကြိုက်ဘူးဆိုင်အားတယ်တော်ဆူဆူကြီးအတန်းညတော့ခင်ဗျားတို့ကလည်းဒီချိန်ညတော့လည်းတိတ်သွားတယ်ခင်ဗျားတို့ညှိထားတဲ့အတိုင်းပဲဟုတ်အဲ့လိုအော်ပါဘူးပြိတ္တကိုတိတ်ချတင်ပေးသူတို့ကရှက်နေတာမင်းသားနဲ့ပြောနေနေတော့အော်ကြည့်လိုက်အရှင်ပြောအောင်နော်မဆယ်ရင်မို့ကောင်းတာပဲကဲဒီဘက်ကပြောလေမဆယ်ရင်မို့နိုင်ရင်ပါအမအဝါငမအိမ်တော့ဝင်ပြိုင်မှလားအဲ့ဒီဘာကြီးဘာမို့နိုင်ရင်မို့ပြီးတာပဲထိုးကြတော့ရက်တော်နေမလာဘူးတော့တရချင်းနေပဲလားအိုးတကယ်မင်းကိုရက်တော်ကမှာပြီးသွားပြီအဲ့ဒါဘယ်မှာလဲဟုတ်တယ်နိုင်ရုံပါလေဒီတော့မပြန်စမယ်အကိုရမရီအားလုံးချစ်မို့ဒီချင်းပွဲကင်းထဲမှာမဆိုနဲ့တော့အိမ်ရောက်ရင်လည်းဆိုပြမိသားစုဝင်တွေအကြောင်းဟုတ်တယ်မလားဟာစိတ်မူပွဲသွားလိုက်တာဘာမှလည်းလို့မရဘူးဆိုကျမတို့ထင်မသေးနဲ့ကျမတို့တချင်းတစ်ပုတ်မင်းသားလေးရဲ့လက်ဆောင်ပေးလိုက်တယ်ဟာပြတာရပါပြီဟုတ်တယ်မလားဟုတ်တယ်အမြဲတမ်းနားရညီပြီးလို့နေလို့စတဲ့လိုက်သွားလိုက်ဆိုရင်မှအိမ်ကနေချတယ်ဟောမယ်ခေါ်မယ်ကိုခေါ်မယ်ကိုခေါ်မယ်အဲ့ကိုခေါ်မယ်လိုက်ပါလားဟုတ်ပြီစေအောင်ပါတော့သမားရဲ့လိုရလိုက်ပါလားသမုဒ္ဒရာဆိုင်မိုးလေးတချင်းကိုမိုးဆိုင်ရင်မိုးဆိုတာကိုအိမ်မှာလဲဆိုပါဟုတ်တယ်နော်ရေချိုးနေလဲဆိုပါTV ကြည့်နေလဲဆိုဒါပေမဲ့ပြဿနာတစ်ခုရှိတယ်ဘာဖြစ်လို့လဲကိုလေးအဲ့ဆိုင်မိုးလေးကိုငါညမလေးတော့ကြိုက်ဟုတ်လားဟာဆိုင်မိုးကြောင်းလေးကိုတကယ်ကြိုက်ဟုတ်လားဒါပေမဲ့ဟိုနေ့ပြဿနာဖြစ်တယ်ဘာဖြစ်လို့လဲဆိုင်မိုးအဲ့လိုမိုးဆိုင်ရင်မိုးအဲ့ဒါကိုအိမ်မှာဆိုအိမ်မှာမဆိုဘဲနဲ့တရားဘက်မှာကောက်ဆိုတာပြဿနာဖြစ်တယ်ဘာဖြစ်လို့လဲ
ဟုတ်တယ်ဆရာတော်ဖေကတရားဟောနေတယ်ဩကာသကတော့ကျိုးမူဆိုင် အဲ့တော့မလုပ်နဲ့နော်တင်းတော့မတင်တော့ကိုကြီးဆူကြလိုက်ပြီကိုညီကိုချင်းနေပြည့်မှာ ဒီလေမဟုတ်ဘူးခင်ဗျားက9000ဆိုတော့မင်း4000ဆက်ရအောင်ပဲလက်ကားနေနေ အာဒီမြတ်ပတ်စံပါတော့လောက်ကိုဒီ ကဲပတ်စံလဲကိုညီကိုချင်းချတယ်ဆိုတာကျွန်တော်ထားပြီးယူ ဟုတ်တယ်ဟုတ်တယ်ဟို မကိုရီမာရီအားလုံးချစ်တယ်ဆယ်လီလေးဝါချစ်ချာကို အမဘာလဲစိတ်ကူးရင်နေရ တရားမှတ်နေတာ အေးအမရေအေး အမမနဲ့ဘာထိုးရမလဲဘာကနဲ့စဉ်းစားတာ ဟိုအိမ်မက်ထဲမှာထည့်လိုက်တာမဟုတ်တယ်အိမ်မက်ထဲမှာထည့်လိုက်တာလေ ဟုတ်လား ဟုတ်တယ် အိမ်မထဲမှာစုံနေတယ် အိမ်မက်မှာလို့နှလုံးတောင်းနေတာ မဟုတ်ဘူးအဲ့ဒါသားလေးကိုဘာလို့ ဟောလက်လေးလို့ဆိုတာဩမဲမဲဒီလိုကဒီလို လက်တောင်းလက်ပါဟာစိတ်လက်စုံတောင်းတာ မဲဒါသားလေးကိုဒါအာ ဟုတ် ယုံ လားမောင်လေးလန့်သွားတာစိတ်လက်စုံတောင်းတာလား ဒါသားလေးကိုအာယုံလေးနဲ့ဒါအားပေး မ နေ င်းသားစိတ်လက်သုံးဝင်ပြီးတဲ့ဘယ်နဲ့စကားပြောလို့ညာနေပဲ ညာနေပဲပြောတာကဲကလည်းဒီကကျတော့တီလုံးလေးနဲ့ကျွန်တော်မိသားစုတွေကပါပြီးသားအကုန်လုံးတင်ပေးကြမလို့အဲ့တော့ကိုကြီးလက်အောင် Hey Hey Come onနောက်တစ်ခါချက်ပါတယ် ငါဟုတ်ရှိလိုက်တာ ငါတို့က တိ အဲ့ တ်နေ ဒါ လိုက်ရမှာငါဟုတ်ရှိတာဟိုကောင်အိုက်ကြပြီးလိုက်ထိုးတာ ငါတို့ကသိလို့အဲ့နာကိုမကတ်တာ ငါတော့တော့ပြန်မရတော့လားမသိပါဘူး တော်ပြီသူ သူလည်းတော့ကိုမလာရဲဘူး လပနေမလပနေ လည်းတော့မလာရဲဘူးဒီလား ဘယ်လိုလဲ သူဘာလို့တော့မလာရဲ ဒါလည်းအဲ့တောင်းတဲ့ဆိုင်လဲဆိုတဲ့နေနေ လဲမှာသူကကြွတ်မှာဝိုင်းလူပါအဲ့စိန်လဲဆိုနော်တတိရှိအဲ့ဒီကောဒီနံပါတ်ကြီးနဲ့အဲ့စိန်လဲဆိုအဲ့ချောင်းနေတယ် မဟုတ်မင်းတို့အားမငယ်တဲ့ကလေးကစတာပဲရှိတာမင်းတို့လာကြော်တဲ့ရွှေကောင်မင်းတို့ပတ်စံကလေးကစတာပဲရှိ စ တာ တာပဲရှိတာ ပြန်မရစေရဘူး မရ မင်းလည်းဘေး ဒါပေမဲ့မဟုတ်ငါတို့လူချင်တာတွေအားမငယ်နဲ့တခုတော့ရှိတယ် အဖေလို့တော့ အခုတချင်းဆိုပြီးစိုင်းရင်မိုးလေးကတော့မှာ ဟုတ်တယ် စိုင်းရင်မိုးလေးကလို့ဟဲ့ဒီပြိတ္တဒီဘက်အခန်းကလက်ခုပ်တန်နဲ့ဟဲ့တချမ်းတော့စုမင်းတို့ပဲချမ်းယူ ဩ ဟုတ်ပါ ငါတို့ပဲချမ်းကလက်ခုပ်တန်နဲ့ဟဲ့တချမ်းတော့စုငါတို့ယူပါ နေ โอเคလားပြိုင်မလားပြိုင်မလား ပြိုင်မယ်များရင်ဘယ်နာမှလည်းဒီကိုရက်ပစံ ငါဖွက်ထားပြီးပြီ အဲ့ထဲမှာလေခဏလေးကိုလာကြောလာခဏလေးယူပေးတာဒိုင်လုပ်ပေးတာတကယ်လို့များရင်အဲ့ပစံ1000ကိုအဲ့ပစံ1000ကိုကျွန်တော်ယူလိုက်မယ်နော်ကတော့မကဘူး စိတ်မရှိနဲ့ကိုကြီးကဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးလောလောဆယ်ဒီ2000သေးကြတယ်လက်ထဲမှာရှိတဲ့ဗျိုင်းတစ်ကောင်သေးကြတယ်ချုံမှုတွေကဗျိုင်း10ကောင်မသေးကြဘူး မဟုတ်ဘာလို့ပတ်စံတောင်းတောင်း လောက်လာလား ယူလိုက် ရတယ်ပြိုင်မယ် မတန်ကိုရက်1000ကြည့်လိုက်ကျွန်တော်အများကြီးပဲနော် ရတယ်လောက်မယ်လေ ကျွန်တော်ရဲ့မိသားစုလက်ခုပ်မတီးယူလိုက် ဟုတ်ပြီ လက်ခုပ်မတီး ဒီဘက် ယူ ချ လိုက် မ်းလက်ခုပ်တန်နဲ့ဒီဘက်ချမ်းဟိုဘက်ပြရမှာနော် ဟုတ်တယ် ဒီဘက်ချမ်းနဲ့ဒီတချမ်းလို့ထိုးယူမှာနော် ဟုတ်တယ် โอเคပြိုင်မယ် အဲ့ဆိုမို့တချမ်းကိုပေးရမှာဆိုခဏ2000ကဆိုင်သွားပြီဘယ်နှရောက်သွားပြီလဲ ဟိုပြပြ အမှန်လေ ဟိုဟို လာမဟုတ်ဟုတ်ခဏတချမ်းဆို ဟုတ်တယ်လေ ဖြုတ်ခဏမပါဘူးဒါပေမဲ့ကျွန်တော်ကဒီဘက်ချမ်းရရှုံးလို့ကြရင်ကျွန်တော်ဒီဘက်ချမ်းကိုပေးရအဲ့ဒီအတွက်အယွန်စားဆိုတာရှိတယ် ဟုတ်တယ်လေ ဒီဘာပြောဒီလေတရားလောင်းစားရှိတယ်ဒီလေ လာကြော်လဲစိတ်မချဘူးပြောညမလေးခဏလေးကြိုင်ပြီးအောက်ကိုချတာလက်ကုတ်တော့တီးအောင်အကိုရှုံးရင်ပေးနေရတယ် ဒါပေမဲ့ဒီလေကိုပြမှာကြပတ်စံယူတယ်ဆိုတာဒီဘက်ချက်မှာတယောက်တည်းနှစ်ယောက်တည်းယူလို့မကောင်းဘူးဟုတ်ပြီလားတချို့ကြ1000နဲ့9000နဲ့ကြိုင်တဲ့ကောင်မရှိတယ်အဲ့ဒီအောင်စားယူရတယ်လောက်ရောက်သားပဲရှိတယ်ဟုတ်တယ်လား ပေး ရွှေအဲ့ နော်အေးအဲ့ဒါပဲ ကွာကားလို့ဟေးကိုတော့ တော်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  ကဲ ကိုတော့ဟေး စမယ်နော် တို့တို့ကငါမရလို့ ပေးပတ်စံနေပေးကျွန်တော်တချမ်းမလုံးတောင်ပေးရမှာတချမ်းလုံးတောင်ပေးရမှာနော်ဟုတ်တယ်မလား ဟုတ်တယ်ဆိုတာရှိတယ် လာတချမ်းလုံး ဒါလေး ဇွိုင်းအိုး ဒါလေးရွှေကြ ဇွိုင်းရင်အိုးရေဇွိုင်းရင်မိုး ဗျာ အဖေတို့ကလောင်းကစားဝါသနာမပါဘူး
လောကစားမ ရွှေကြဒီမှာစီသေးတယ်ညီလေး ခဏတော့ဘယ်သူကမင်းနေတော့ရွှေကြကြ ရွှေကြဒီမှာစီသေးတယ် ဒီလေကိုမလဲဘူးကိုတကောလုံးရှာအခုတော့လုံးမှာရှိရင်ဟောဒီလေဒီလေဒီလေမဲကလေးဟိုမဲလုံးမမဲ အဲ့ဒါကြောင့်လည်းဆိုင်ကနေလိုက်တယ်တာ ဒါမှလည်းပြောမလို့ ရွှေကြရွှေကြရွှေ မ ကြ တော့အတောင်အထားသေးရဲ့ အဲ့ဒါပြေချားဆိုတာတော့ တစ်တော်မပေါအောင်ပါမဲ အကပြောပါတော့အက ဟဲ့ တေးကြပြီနော် တင်ကြတယ်လေ တကယ်လို့ဒီဘက်ချမ်းကလက်ခုံမတီးဒီဘက်ကပတ်စံငါတို့ရမှာ မင်းတို့ရမယ် ဒီဘက်ချမ်းကမတီး ငါတို့ကဒီဘက်တစ်ချမ်းလုံးငါတို့ရမယ် တခွေးလောက်ကတီး ငါတို့ပတ်သက်ပေးလိုက်မယ် တေးကြရမင်း တင်ကြတယ် လာမလို့နော် လောင်းနေ ကိုတရာနေဟေးကိုတရာကွာ ဒီလေရွှေရဲ့တော့ရွက်ပါလေဥစ္စာကြတယ်သေးတယ် ခဏလေးမဟုတ်ဘူးအဲ့ဒါပြောမယ်ခဏလေး ဘာလို့ကြည့် မင်းသားတခါလေးပြောမယ်တော့ကိုတရာရောကိုကောကျွန်တော်တာပန်ယောက်ကဧည့်သည်လေးလာအောက်စီကြည့်အောင် ဒီကော အဲ့ဒါကားပြန်မနားမလဲဘူး तू ကလိုက်တာပြီးပြန်ပါအဲ့မြန်လိုက် အဲ့တော့တင်ကြရ ကော တော့ က်ပြီးတော့ပေးတာလားကျွန်တော်စမယ်မိသားစုတွေအိမ်ငိုင်လုံးမဖြစ်ဘူးမအိမ်ငိုင်လုံးမဖြစ်ဘူးနော်ကျွန်တော်ပတ်စံလေးပေးရမယ်အိမ်ငိုင်တဲ့လူနိုးတာလက်ခုပ်တီးဖို့ တယောက်လက်ခုံမတီးတာတယောက်ရှုံးမယ် ကဲလာပြီ လာပြီလာဟောတာစမ်းလာပြီဟေးရှုံးပြီ အာကကြောင်ပြုတ်ပြောက်သွားပြီ တကယ်တမ်းကျတော့ဘောက်စုတွေတောင်ပေးရမှာလက်ခုပ်တီးုံနေမဟုတ်အော်ပါအော်ပြီးတော့အားပေးတာ မဟုတ် ဟာ